မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်သွားရောက်သည့်အနုမြူဖိုရမ်မှာပတ်စံပေး၍တက်ရောက်နိုင်သောပွဲဖြစ်ပြီးလူရဝင်လို၍တက်ရောက်ခြင်းသာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်ရုရှားနိုင်ငံတွင်ကျင်းပသည့်ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုလူဒန်းစားတရက်အဖြစ်အသိမှတ်ပြုခံလို့၍တက်ရောက်နေခြင်းဖြစ်ပြီးအဆိုပါဖိုရမ်သည်ရည်သူမဆိုဝင်ကြေးပေး၍တက်ရောက်နိုင်သည့်ပွဲတစ်ခုဖြစ်ကြောင်းသိရပါတယ်စစ်ကောင်ဆောင်သည်ယနေ့စက်တင်ဘာ25မှ28ရက်နေ့ထိရုရှားနိုင်ငံမော်စကိုမြို့တွင်ကျင်းပမည့်ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ရန်အတွက်ရုရှားနိုင်ငံသို့အလုပ်သဘောခီးစဉ်အဖြစ်ရောက်နေတော့လေရှင်းဖိုရမ်သည်ရူရိုငွေပေးကတက်၍ရသလိုအထူးလျှော့စည်းလည်းရှိကြောင်းသိရပါတယ်ရုရှားဖိုရမ်ကိုသွားတက်တာအလကားမဟုတ်ဘူးရူရို2200ပေးရတယ်ရုရှားကဒီလိုပွဲတွေနဲ့ပဲပတ်စံရှာနေတာလားဆိုကြတယ်လူဒန်းစားတရက်အဖြစ်အတိမတ်ပြုခံခြင်းလူရဝင်ခံခြင်းနာကိုပတ်စံပေးရလေပေးမှာပေါ့ဟုအဆိုပါဖိုရမ်နှင့်ပတ်သက်၍သိရှိထားသူသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်ရုရှားနိုင်ငံသည်အဆိုပါဖိုရမ်တက်ရောက်ခွင့်အတွက်နိုင်ငံတိုင်းကိုကဏ္ဍဆောင်ကုန်ကြစရိတ် VAT အခွန်မပါတက်ရောက်သူတဦးလျင်ယူရို2500သတ်မှတ်ထားပြီးအဖွဲ့အစည်းတစ်ခုတည်းမှကိုယ်စားလှယ်3ဦးနှင့်အထက်တက်ရောက်ပါကအထူးလျှော့စီယူရို2200သာပေးရမည်ဟုဆိုထားသည်ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်တို့ပညာရှင်များစီးပွားရေးလုပ်ငန်းရှင်များအနုမြူစွမ်းအင်နှင့်ဆိုင်သည့်ကုမ္ပဏီများမှကိုယ်စားလှယ်များသည်လည်းသတ်မှတ်ထားသောကုန်ကျစရိတ်ပေးချေ၍တက်ရောက်ခွင့်ရရှိကြောင်းသိရပါသည်ထို့သောကိုယ်စားလှယ်အဖြစ်ပါဝင်တက်ရောက်သူများကိုအနုမြူပြပွဲသို့သွားရောက်လေ့လာခွင့်အထူးဖိတ်ကြားချက်မလိုအပ်သောကွန်ဂရက်ပွဲများတွင်ပါဝင်တက်ရောက်ခွင့်သတင်းအချက်လက်ဆိုင်ရာပံ့ပိုးမှုနှင့်ဖိုရမ်၏အချက်လက်ဆိုင်ရာစာရွက်စာတမ်းများပေးမည်ဖြစ်ကြောင်းသိရပါသည်ရှင်းပြအဆိုပါဖိုရမ်၏တရားဝင်အီလက်ထရောနစ်စရင်ကုမ္ပဏီအမှတ်တရလက်ဆောင်ပစ္စည်းများကမ္ဘာအနုမြူသတင်းပတ်ဖွင့်ပွဲနှင့်ညစာစားပွဲတွင်ပါဝင်တက်ရောက်ခွင့်ဖိုရမ်ပိတ်ပွဲတွင်ပြုလုပ်မည့်ဧကန်ပွဲစသည်တို့အားရုရှားနိုင်ငံကဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရပါသည်ရုရှားနိုင်ငံတွင်ပြုလုပ်သည့်ရှင်ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုသာမကရခိုင်အစည်းအဝေးများတွင်လည်းတက်ရောက်ပါဝင်လိုလျင်သတ်မှတ်ငွေကြေးများပေးဆောင်ရပြီးစစ်ကောင်ဆောင်အနေဖြင့်အာဏာသိမ်းပြီးနောက်မကြာခဏသွားရောက်လျက်ရှိပါသည်စစ်ကော်မရှင်ကမှထိုခီးစဉ်တွင်စစ်ကောင်ဆောင်နှင့်ရုရှားသမ္မတပူတင်အပါအဝင်တာဝန်ရှိသူတို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီးစီးပွားရေးလုံခြုံရေးနှင့်ကဏ္ဍပေါင်းစုံ၌မဟာဗျူဟာမြောက်ပူးပေါင်းမှုများပုံမှုဆောင်ရွက်မည်ဟုလည်းထုတ်ပြန်ဖော်ပြထားပါသည်ဆက်လက်ပြီး63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြီးညာပြီးစစ်တပ်ကထိုးစစ်ဆင်ပြီးမဲ့2လနီးပါးအတွင်းမြို့နှမြို့သားပြန်ရတော်လန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း62မြို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ကနှစ်ကုန်မှာရွေးကောက်ပွဲလုပ်မယ်ကြေညာပြီးဇူလိုင်လကုန်ပိုင်းမှာနိုင်ငံတော်ဝန်က63မြို့နယ်ကို2025ဩဂုတ်လကနေအောက်တိုဘာလကုန်အထိစစ်အုပ်ချုပ်ရေးကြေညာပြီးဆုံးရှုံးထားတဲ့ဒေသတွေပြန်ရဖို့အပြင်းထန်ထိုးစစ်ဆင်နေပေမဲ့2လနီးပါးအတွင်းမှာမြို့နှမြို့ကိုသာပြန်လည်ထိန်းချုပ်နိုင်ပါသေးတယ်။ကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်ကရင်ပြည်နယ်ကသင်္ကန်းညီနောင်မြို့တို့ဖြစ်ပါတယ်။ကြောင်မဲလေးကစ်ကော်မြို့တွေကိုလည်းပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့စစ်တပ်ကထိုးစစ်ဆင်နေပေမဲ့ဒေါ်လာရေးတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ပြန်မသိမ်းနိုင်သေးပါဘူး။ဒါပေမဲ့စစ်တပ်ဟာဆုံးရှုံးထားတဲ့နေမြေတွေကကော့ကရိတ်မြဝတီအာရှလမ်းမှာမရိယာမြို့နယ်အရှိချမ်းကစစ်စခန်းတွေဗမော်မြို့ကဆုံးရှုံးထားတဲ့စခန်းတရင်အချို့ဖားကတ်မြို့နယ်ကစခန်းတွေရွှေဘုံမြကြီးနားလမ်းပိုင်းကအချို့စတာတွေကိုတော့ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာဒေါ်လာရေးတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေရင်စက်တင်ဘာလ20ရက်မှာစကိုင်းတိုင်းဗမောက်မြို့ကိုပါသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။တကယ်တော့စစ်တပ်ကဗမောက်မြို့ကိုအရေးပေါ်ကြီးညာပြီးစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့63မြို့နယ်ထဲမှာတော့မပါခဲ့ပါဘူး။စစ်အုပ်ချုပ်ရေးမကြီးညာထားတဲ့မြို့တွေကတမျိုးကိုဒေါ်လာရေးတပ်တွေကထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။ဒါကြောင့်စစ်တပ်အပြင်းထန်ထိုးစစ်ဆင်နေတဲ့တိုင်တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်းစက်တင်ဘာလကုန်ပိုင်းအထိ62မြို့ရှိပါတယ်။ဒါပြင်တော်လှန်ရေးတပ်တွေကဖားဆောင်းမြို့ကြောက်ဖြူမြို့တွေကိုဆက်ပြီးသိမ်းယူနိုင်ဖို့ထိုးစစ်ဆင်လျက်ရှိပါတယ်။စစ်တပ်ကဩဂုတ်လကစပြီးသိမ်းပိုက်နိုင်ခဲ့တဲ့မြို့နှမြို့ပဲရှိပေမဲ့2025နှစ်စန်းပိုင်းကတည်းကထိုးစစ်ဆင်လာတာကြောင့်ဇူလိုင်လမှာနောက်ချိုမြို့တပိတ်ချင်းမြို့မိုးပြဲမြို့တွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်သတင်းဌာနရဲ့အချက်အလက်တွေအရစစ်တပ်ကဇူလိုင်နဲ့ဩဂုတ်လမှာပြန်လည်သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ9မြို့ရှိပါတယ်။တော်လှန်ရေးတပ်တွေအတွက်လည်း2025ဧပြီလဆန်းပိုင်းမှာအင်းတော်မြို့နဲ့ဖလန်းမြို့ကိုသိမ်းယူပြီးတဲ့နောက်မြို့တွေထပ်မသိမ်းနိုင်ပဲဖြစ်နေကြတာမှ9လကျော်ကြာမှမြို့တစ်မြို့ကိုပြန်သိမ်းနိုင်ခဲ့တာပါ။မြို့နယ်အဆင့်ရှိတဲ့မြို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပြီးစစ်တပ်ကဆုံးရှုံးနယ်မြေတွေပြန်ထိန်းနိုင်ဖို့ထိုးစစ်ဆင်နေချိန်မှာမြို့နယ်တစ်မြို့ထပ်မံလက်လွတ်ခဲ့ရတာပါ။ဒါပြင်စစ်အုပ်စုကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲပထမအဆင့်မှာမပါတဲ့56မြို့နယ်မှာလည်းဗမောက်ကိုထည့်သွင်းမထားပါဘူး။ဒါကြောင့်ဗမောက်မြို့နယ်မှာရွေးကောက်ပွဲလုပ်မယ်လို့အတိတ်ပဲတက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့တော်လှန်ရေးတပ်တွေကတံပြန်သိမ်းပိုက်သွားတာဖြစ်ပါတယ်။ဆက်လက်ပြီးကပ္ပစ6အနီးတိုက်ပွဲအတွင်းကိုတပ်မဆောင်တပ်ရင်းဆောင်မှတပ်ဖွဲ့ဝင်များအင်အားအလုံးရင်းပို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းအုတ်ရှိပင်မြို့နယ်အနီးရှိအမှတ်6ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ6ရှိရာနေမြေအတွင်းကိုစစ်ကော်မရှင်ကတပ်ရင်းတပ်မအစုံမှတပ်ဖွဲ့ဝင်များကိုအင်အားအလုံးရင်းသုံးပြီးပို့ဆောင်ထားကြောင်းသိရပါတယ်။ယခုစက်တင်ဘာလအတွင်းတိုက်ပွဲပြန်လည်ပြင်းထန်လာသည့်ကပ္ပစ6အနီးညောင်ချီတောင်နှင့်ညောင်ကျိုးတိုက်ပွဲများအတွင်းသို့မော်လိုက်အခြေဆိုင်အမှတ်10စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ10မှတရင်တပ်ဖွဲ့များကိုပို့ဆောင်ထားကြောင်းသိရပါတယ်။ညောင်ကျိုးလမ်းပေါ်ကိုအင်အားအပြည့်ပါတဲ့စစ်ရင်တန်း၄စီးမောင်းနှင်သွားတာရှိတယ်။လုပ်ငန်းသုံးရင်စီနိုထရက်အသစ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်တွေကထွက်လာတယ်လို့ယူဆရပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။စင်လန်အနီးတိုက်ပွဲများသို့ပို့ဆောင်ခံရသည့်စကခ10တရင်အချို့မှာမရယာသပိတ်ကျင်းမြို့နယ်များတွင်တိုက်ပွဲဝင်နေရမှာစစ်ကော်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်ထဲမှာထုတ်နှုတ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါတယ်။ခမရ362ကလီခမရ364 365မော်လိုက်ခမရ368ဖောင်းပြင်တရင်လျင်းမှာတိုက်ပွဲအတွင်းရောက်ရှိနေပြီးဘာတာကဘာထူးတင်နန်းစင်များကိုရွေးချယ်အင်အားဖြည့်ထားကြောင်းသိရပါတယ်။ထို့ပြင်စစ်ကော်မရှင်သည်အမှတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတပ်များကိုလည်းဗရောင်တက်နေအတွင်ပို့ဆောင်ထားပြီးဖြစ်သည်ဟုသတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။စစ်ကော်မရှင်ဤကပ္ပစ6ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ရန်အတွက်စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့်စောက်လုပ်ရေးအင်ဂျင်နီယာတပ်များအပြင်အထူးစောက်လုပ်ရေးတပ်ရင်းများကိုပါအုပ်ရှိပင်မြို့နယ်အတွင်ခေါ်ယူကာကင်းစခန်းများစောက်လုပ်ရန်ပြင်ဆင်နေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နှင့်စင်လန်ရွာအနီးကာကင်းစခန်းများတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကော်မရှင်တပ်မှတည်ဆုံသူနှင့်ထိခိုက်ဒဏ်ရာရသူများကိုလူနာတင်ရင်3စီးဖြင့်ပြည်မျိုးသို့တည်ဆောင်လာရကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်ညောင်ကျိုးညောင်ချီတောင်နှင့်စင်လန်ရွာအနီးတိုက်ပွဲများဖြစ်နေသည့်အပြင်အစုလိုက်အပြုံလိုက်တည်ဆုံမှုများနေသည့်အတွက်ပြည်내အနှံ့တွင်တက်ပြန့်ထားသည့်တရင်များကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြစ်နေရခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးအယက်သားပြည်သူတွေအပေါ်လူသားဆန်စွာလေးစားစွာဆက်ဆက်ရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထပ်မံနှိုးဆော်ရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့အယက်သားပြည်သူတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးလူသားဆန်စွာနဲ့လေးစားစွာဆက်ဆံဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထပ်မံနှိုးဆော်လိုက်ပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးအခါအားလျော်စွာသတိပေးချက်တွေထုတ်ပြန်လျက်ရှိရာအယက်သားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေကိုစက်တင်ဘာ24ရက်မှာထပ်လောင်းဖော်ပြခဲ့တာပါပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေတိုက်ပွဲဝင်ရတဲ့ရည်ရွယ်ချက်တွေထဲမှာဆိုရင်မတရားမှုကိုလက်မခံလိုခြင်းနဲ့ကိုပြည်သူကိုကာကွယ်ခြင်းတွေဟာရေတောက်မြစ်အဖြစ်ပါဝင်တဲ့အချက်တွေဖြစ်ပါတယ်အယက်သားပြည်သူတွေအပေါ်လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးအယက်သားပြည်သူတွေအပေါ်ဖိနှိပ်တာတွေလူခွင့်ရေးချိုးပေါက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ကစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားပါတယ်လို့ဝန်ကြီးဌာနရဲ့နှိုးဆော်ချက်မှာဖော်ပြထားပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်းဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလိုက်နာနိုင်ဖို့အတွက်မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေစဉ်ဆက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေကြောင်းအသိပေးပါတယ်။ဒါပြင်ကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်ရာတွေကိုပါဖွင့်လှစ်ထားကြောင်းထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းဟာဒီစစ်တီတော်ကျင့်ဝတ်တွေကိုတိတိကျကျလိုက်နာပြီးပြည်သူကိုမျက်နှာမူပြီးကာကွယ်သူတွေဖြစ်ကြောင်းသက်သေထူရင်ပြည်သူနဲ့တသားတည်းရှိနေကြရမှာလို့လည်းသတိပေးနှိုးဆော်ထားပါတယ်။တစ်ဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီဟာစိတ်သက်ကျင့်ဝတ်စည်းကမ်းအလုံးချွတ်ချုံကြပြီးပြည်သူကိုသွေးအေးအေးနဲ့နှီးမျိုးစုံအကြမ်းဖက်တပ်ဖြတ်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောပါတယ်။ဒီလိုလူမဆန်တဲ့အကြမ်းဖက်စစ်တပ်ရဲ့အုပ်စိုးမှုကိုပြည်သူတွေလက်မခံသလိုလူစိတ်မရှိတဲ့အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ကိုတပ်မတော်အဖြစ်သတ်မှတ်ပြီးတိုင်းပြည်အိမ်ဦးကမ်းမှာဆက်ထားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့လည်းဝန်ကြီးကပြောပါတယ်။